안녕하십니까 이찬입니다. 게디니가도 마로 EDM 레디 번호 동야리 EDM 레디 고리 라지아오ပထမဆုံး တစ်ခုကကြတော့ 간 떨어지다 간 떨어지다 ဆိုတဲ့အဓိပ္ပာယ်ကကြတော့ 간 ဆိုတာအသေးကိုပြောတာပေါ့နော်အသေးပြုတ်ကြတယ်ဆိုတာကအဓိပ္ပာယ်က 몹시 놀라다 အရန်လန့်နေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် 간 떨어지다 ဆိုပြီးတော့သုံးပါတယ်ကဲနောက်တစ်ခုကကြတော့ 하나를 보고 열을 안다 အဓိပ္ပာယ်ကကြတော့တစ်ခုကိုကြည့်ပြီးတာနဲ့10ခုကိုသိတယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကကြတော့အကုန်လုံးကြည့်နေကြမလို့တစ်စိတ်တစ်ပိုင်းပဲကြည့်လိုက်တာနဲ့တစ်ခုလုံးကိုသိသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကကြတော့ iman a프다 iman a프다 ဆိုတိုက်ရိုက်ပြန်မယ်ဆိုရင်ပါဇက်ပဲနာတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဘဏ္ဍခောက်ပြောနားထောင်နေသူကလက်မခံဘူးလက်မခံတဲ့ခါကျတော့ပြောနေလဲပဲဘာမှထူးမနေဘူးပြောနေလဲပါဇက်ပဲနာတယ်ဆိုတဲ့အဓိပ္ပာယ်ပါပြီးတော့နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကဂါဘန်ကနီဂီလ်ဒါဆိုတဲ့ idiom လေးပါဂါဘန်ဆိုတာဘာလဲမလို့လွယ်အိတ်ရဲ့ကန်းဆိုတာကျိုးလွယ်အိတ်ကျိုးကဂီလ်ဒါဆိုတာရှည်တယ်လွယ်အိတ်ကျိုးကရှည်တယ်ဆိုတာဘာလို့ပြောရလဲဆိုတော့အမတို့ဒီပညာပိုင်းပေါ့နော်အမတို့ပညာပိုင်းပညာရေးရာပေါ့နော်မြင့်တယ်သူ့ရဲ့ပညာအဆင့်တန်းမြင့်နေဆိုတဲ့အဓိပ္ပာယ်ပါကဲဒါဆိုရင်ဒီနေ့ပြောသွားတာကြတော့မတို့အသုံးများတဲ့ EDM လေးတချို့ကိုပြပြပေးသွားတာပဲဖြစ်ပါတယ်ကြတော့မြတ်တောင်းမယ်တော့မနိုင်ဘူး